မင်္ဂလာပါရှင်။အိုရွှေရုပ်ကပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအင်းကော်မြို့မူကရင်တောင်ကုန်းထက်မှတရှိကိုးကွယ်ထားတဲ့ရှေးဟောင်းသမိုင်းဝင်စုတောင်းပြဆန်းတော်ရှင်ဓမ္မတိုက်စီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်မှာဖြစ်ပါတယ်ရှင်။တကယ်ချင်းတို့လည်းအတူတကွလိုက်ပြီးတော့ဖူးမြော်ကြည်ညိုကြပါအောင်နော်။ဒီဗီဒီယိုလေးကိုလည်းပဲအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်။ဒါကတော့ဓမ္မတိုက်စီတော်မြတ်ကြီးကိုသွားတဲ့မုံဦးလေးကိုရောက်ပါပြီရှင်။ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအင်းကော်မြို့မူကရင်တောင်ကုန်းထက်မှာတည်ထားကိုးကွယ်ထားတဲ့ဓမ္မတိုက်စီတော်မြတ်ကြီးကိုသွားတဲ့လမ်းလေးပါရှင်။ဒါကတော့စီတော်မြတ်ကြီးပါရှင်။ဒါကတော့စီရောမြတ်ကြီးတွေကိုကျမတို့ဝင်ပါပြီထုံးစံတိုင်းကျမသွားတဲ့အချိန်ဟာနေပူနေတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်မြတ်စွာဘုရားရဲ့ဇန်တော်ရှင်တည်ရှိကိုးကွယ်ထားတဲ့စီရောမြတ်ကြီးပါရှင်ဒါမဟုတ်ဘူးအဝင်လေးပေါ့နော်ကားပါကင်နဲ့အခြေကြီးပါပဲလူကတော့ရှင်းလို့ပဲကျမကားလေးရက်ပြီးတော့ဥခိုက်တာပါမြတ်စွာဆန်တော်ရှင်စီရီတော်မြတ်ကြီးကိုဆန်တော်ရှင်စီရီတော်မြတ်ကြီးရဲ့သမိုင်းအချင်းလေးနည်းနည်းတော့ရှင်းပြခွင့်ပြုပါရှင်အရှင်နာယတရားယတိရှိတယ်ပေါ့နော်အဲယတိကြီးကမြတ်စွာဘုရားရှင်ထံနေပြီးတော့ဆန်တော်အစ်စ်ရလာခဲ့တယ်တဲ့အဲ့ဒါကိုယတိကြီးကတဲ့ဘသူ့ကိုမှလည်းအတိမပေးပဲမပြောပဲနဲ့သူ့ရဲ့ဥကောင်းထက်မှာပဲထည့်ပြီးတော့ကိုးကွယ်ပူဇော်ထားတာပေါ့နော်နာတရားယတိကြီးမှာသူ့မှာညီတော်နှစ်ပါးရှိတယ်အဲ့ညီတော်တွေကမြတ်စွာဘုရားရှင်ထံကနေပြီးတော့သူတို့ရဲ့အကိုကြီးကဆန်တော်ရလာတာကိုသိကြတယ်သိတဲ့အခါကျတော့သူတို့အကိုတော်ကိုဗုဒ္ဓရှင်ရဲ့ဆန်တော်ရလာတာကိုညီတော်တို့လည်းသိတယ်ပေါ့နော်အဲ့တော့ညီတော်တို့ကိုလည်းပူဇော်ခြင်းတဲ့အတွက်ပူဇော်ခွင့်ပြုပါပေါ့နော်ဗုဒ္ဓရှင်ရဲ့ပူဇနီယဖြစ်တဲ့ပူဇနီယဝတ္ထုဖြစ်တဲ့ဆန်တော်ကိုအစစ်မှဆန်တော်ဘွားနဲ့ဆူရအောင်မောင်တော်ကြီးကဆောင်ရွက်ပေးပါလို့သူကလျှောက်ထားကြတာပေါ့နော်အဲ့လိုလျှောက်ထားတဲ့ခါကျတော့ယတိကြီးကမငင်းဆန်တော်ပဲနဲ့ဆန်တော်တွေကိုပွားပေးလိုက်တယ်တဲ့အဲ့နောက်မှာတော့ဘောနော်ယတိကြီးကစဉ်းစားမိရဲ့တဲ့မြတ်စွာဘုရားရှင်ကလောကကောင်းကျိုးအတွက်ပွင့်ထုံးပေါ်ပေါက်လာတာဖြစ်တယ်ပေါ့ငါရရှိလာတဲ့ဆန်တော်တွေကိုငါဥကောင်းထက်မှတပါးတဲ့ကိုးကွယ်နေမယ်ဆိုရင်ဒီကိုကောင်းဆန်ရကြတယ်ပေါ့နော်ဒါကြောင့်မို့ယဟန်ရှင်တို့ပြည်သူတွေပူဇော်နိုင်ရန်ဆိုပြီးတော့ဇီရီတီးပြီးတော့ဌာပနာသွင်းပြီးပူဇော်မယ်လို့တွေးပြီးတော့အခုလက်ရှိမုကနေတောင်တန်းအစွန်အရက်ဖြစ်တဲ့ပေါ့နော်ယခုဇီရီတီရှိရာနေရာမှာဇီရီတီတော့မူပြီးတော့ဇီရီရဲ့ဘွဲအမည်ကိုဓမ္မတိုက်လို့ပူဇော်ခဲ့တယ်ပေါ့နော်အခုအခါမှာတော့စူတောင်းပြဆန်းတော်ရှိဓမ္မတိုက်ဇီရီဆိုပြီးတော့ထင်ရှားလာတာပေါ့နော်အဲ့မှာထူးခြားတာလေးတစ်ခုကဘာလဲဆိုတော့ပေါ့နော်ညီတော်နှစ်ပါးကလည်းတဲ့မိမိတို့သူ့ရဲ့ညီတော်နှစ်ပါးရတယ်ပေါ့နော်သူတို့သတင်း300တောင်ကုန်းများထက်မှာပေါ့နော်ဆန်တော်ပွားများကိုဌာပနာပြီးတော့ဇီဒီတွေတည်ကြတယ်ဓမ္မချက်ဇီဒီဓမ္မသက်ဇီဒီရဲ့လို့ဘွဲအမည်နဲ့ပေါ့နော်တည်ကြတယ်ပေါ့ထူးခြားတာကညီနောင်ရည်3ပါးလုံးကအကွာအဝေးကိုတိုင်းပြီးတော့ဇီဒီတည်တာမဟုတ်ဖဲနဲ့သူတို့တည်ထားတဲ့ဇီဒီတွေအကုန်လုံးကပေါ့နော်အကွာဝေးလည်းမတိုင်းတာပဲနဲ့ဖိုကနောက်ဆိုင်တရိကန်တည်ထားတဲ့ပုံစံဖြစ်နေကြတယ်အကွာအဝေးကလည်းပဲဇီဒီ3စုလုံးကတူညီနေတယ်အခုအင်းတကော်မြို့မှာပေါ့နော်ရှိတာပေါ့အကုန်လုံးဓမ္မတိုက်ရယ်ဓမ္မတက်ရယ်ဓမ္မချက်ရယ်ဆိုပြီးတော့3စုရှိတယ်ပေါ့ဓမ္မတက်နဲ့ဓမ္မချက်ဇီဒီတော်ကိုတော့မရောက်ခဲ့ဘူးရှင်အခုကတော့ဓမ္မတိုက်ဆန်တော်ရှင်ဓမ္မတိုက်ဇီဒီတော်ကြီးပါဒါလေးကိုရွှေရုပ်တီးတလောက်ကလေးပြောပြတာပါဝေမျှတာပါရှင်ဖူးမြော်ကြည်ညိုကြရအောင်ပေါ့နော်တကယ်ချင်းတို့လည်းဒီဗီဒီယိုလေးကိုပြီးအောင်လို့ကြည့်ပေးကြပါရန်ကုန်မြို့နဲ့တိတ်မဝေးပါဘူးเนาะသွားမယ်ဆိုလို့ရှိရင်လေအရန်နီးပါတယ်ပဲခူးတိုင်းဒေသကြီးထဲမှာရှိတာပေါ့နော်အရှိပိုင်းအင်းကော်မြို့တီရှိရဲ့နေရာတော့မူကရိတ်တောင်ကုန်းထဲလို့ပြောပါတယ်တီထားကိုရယ်တယ်ပေါ့နော်အဲ့နေရာမှာ
ရှီအောင်သမိုင်းဝင်စုတောင်းပြစံတော်ရှင်ဓမ္မသားစီတို့မြတ်ကြီးဖြစ်ပါတယ်ရှင်တကယ်ချင်းတို့လည်းတွားရဖူးမြော်နိုင်ရန်အတွက်တိုက်တွန်းလိုက်ပါတယ်တွားရဖူးမြော်ကြပါဒါကတော့အဘဘုံမင်းကောင်ပုံကြီးပါဇီဒီကြီးရဲ့ဘေးမှာပေါ့နော်အဘဘုံမင်းကောင်ရုပ်တုကြီးအကြီးပဲအဲ့ဒါလေးကိုတွေ့လို့လည်းရိုက်လာခဲ့တာပေါ့နော်ဒါကတော့ဇီဒီကြီးပေါ့ဇီဒီဝင်းရလည်းအကျယ်ကြီးပဲတစ်ပင်ပန်းပင်နေနဲ့အေးချမ်းနေရပဲအဲ့ထက်မှမရမ်းပင်နေလည်းရှိတယ်ခန်းကော်ပင်နေလည်းရှိတယ်အများကြီးပဲရှိတယ်အဲ့ထက်မှလေအေးချမ်းနေအခုသွားတဲ့အချိန်ကတော့အမြဲနေမိုးတဲ့အချိန်ဖြစ်နေတော့အရန်ပူတာပေါ့ဒါပေမဲ့တက်နိုင်တဲ့လောက်လေးကိုစူးစမ်းအားထုတ်ပြီးရိုက်ပြီးတော့တင်ပေးထားပါတယ်တငယ်ချင်းတို့ရေမနေ့စောစောလေးနဲ့ညနေဆောင်ဆိုရင်တော့အရန်အေးနေမှာရတဲ့အချိန်လေးမှာသွားပြီးတော့ရတဲ့အချိန်လေးကိုရိုက်ကူးလာတာပါတငယ်ချင်းတို့ဖုံးမြော်ကြည်ညိုနိုင်ရန်အတွက်လေတမိုင်းเจ้าနေရတော့ရှိအောင်မှာပေါ့နော်တီးတဲ့လောက်ကလေးကိုဝေမျှပေးထားတာပါဒါဘေးဇီဒီရဲ့ဘေးမှာအပင်နေနဲ့ဇီဒီတသေးလေးလည်းရှိတယ်အညီနောင်ဇီဒီတသေးလေးလားမသိပါဘူးတသေးလေးလည်းရှိတယ်အမကြီးအေးအဝါသားလည်းကောင်းတယ်အေးနေအောင်တနေကုန်ထိုင်ပြီးနေမယ်ဆိုလဲအဆင်ပြေတယ်အေးစိတ်နဲ့လေရလည်းတအားတိုက်တယ်တငယ်ကျွန်တော်ဖုံးမြော်ခြင်းရိုးလို့ရအောင်ရိုက်ကူးတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်ရှင်အရန်တက်ပေတယ်ရှင်ညနေဆောင်နေမနက်ခင်းနေဆိုလို့ရှင်ဘယ်လောက်အများကြီးညိုသတာကောင်းလိုက်မလဲနော်အေးပြီးတော့လေဟုတ်အခုလည်းကြီးညိုဖို့မကောင်းပြောတာမဟုတ်ဘူးနော်နေပူတာကိုပြောတာညနေဆောင်တို့မနက်ခင်းပိုင်းလို့ဆိုရင်အေးစိတ်နေမှာလူတွေတော့နည်းနည်းရှိပါတယ်ရွှေဦးတို့ရောက်ပြီးတဲ့အချိန်မှာဖျားဘူးက2စီး3စီးတော့ဝင်လာပါတယ်ဒါကတော့ကြောက်စားလေးမဈေးတယ်လေးတွေရှင်ဈေးရောင်းတဲ့လူတွေရှိတယ်အတီးရွက်လေးတွေလေဈေးကြီးရဲ့လုံးတော့ပြည့်ကြီးညိုတက်ပဲဖို့ကောင်းတယ်နော်ဒါကတော့ဇီဒီဘေးကနေပြီးတော့နောက်ထပ်တီထားကိုကွယ်ထားတဲ့ငကယုံဖျားပေါ့နော်အရန်တက်ပေတာပဲရှင်လိုက်ပြီးတော့ဖူးမြော်လို့ရအောင်ရိုက်ကူးပြမယ်နော်ငကယုံဖျားကတခြားငကယုံဖျားတွေလိုဟိုလိုအစိမ့်တွေပါတယ်အဲ့လိုအရာမဟုတ်ဘဲနဲ့ငွေရောင်နဲ့ပြုတ်လုပ်ထားပါတယ်ရှင်ငွေရောင်နဲ့အဖြူနဲ့ပဲသုံးထားပြီးတော့ပြုတ်လုပ်ထားပါတယ်ရှင်ဒီလမ်းလေးကနေရှောက်သွားပြီးတော့ဖျားပေါ်တက်ပါမယ်ရှင်ကျမဗီဒီယိုလေးကနည်းနည်းကြာသွားလို့ရှိရင်လည်းတီးခံပြီးတော့ကြည့်ပေးကြပါလို့စုံလေးလေးဖူးမြော်ရအောင်လို့ပြည့်စုံလေးရိုက်ကူးပေးထားပါတယ်နေပူထဲမှာလမ်းလျှောက်ရတာဆိုတော့နည်းနည်းလေးတော့ကြာနေတာပေါ့ရှင်ဘေးမှာငကားကြီးတွေနဲ့ဒီမှာရှင်ကျမတက်နေပါတယ်အပေါ်နေရတော့ပိုးဆူပဆက်ပူပါတယ်ရှင်နေပူပေမဲ့လည်းကျမရောက်အောင်တက်သွားပါတယ်ရှင်ကြည့်ပါအောင်ရှင်ဘယ်လောက်တက်ပဲလဲဆိုတာငကယုံဖျားကြီးရဲ့ဘေးပက်လေးကိုရိုက်ပြမယ်နော်ရှုခင်းနဲ့လည်းအရန်လှတယ်ဒီငကယုံဖျားတရှိနေတာကမြင့်လေးအမြင့်မှာဆိုတော့လေအောက်ကရှုခင်းလေးကိုလည်းကြည့်ရင်အရန်လှတယ်လေကတော့တိုက်တဝီပဲမကြည့်အောင်ရှင်ဘယ်လောက်တက်ပဲလဲလို့ငကားကြီးကငွေမရောင်နေ